လီဗာပူးသင်းလီပြအာနီစလော့နေနဲ့ဒီပွဲစဉ်မှာလည်းဝူဘာဟန်တန်သင်းကိုနိုင်မြူနိုင်မှုဆိုရင်တော့ကိုထုတ်ကိုဆွဲပြီးတော့ထွက်သားသင့်ပြီလို့ကျွန်တော်ကတော့မြင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့စနေနေ့မှာချန်ပီယံကစားသွားမယ်အဖရိကပွဲစဉ်များကိုအနိုင်ငယ်ပြောပြပြီးတော့ကိုရဲလက်ခံမှန်းပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဝူဘာဟန်တန်သင်းနဲ့လီဗာပူးသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနှစ်သင်းကတော့ရရက်ထဲမှာချန်ပီယံကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာလောလောလတ်လတ်ဆုံးဖြတ်ထားတာဖြစ်ပါတယ်အဆိုပါဆောင်တွေ့မှုမှာတော့ဝူဘာဟန်တန်သင်းကသူတို့ရဲ့အိမ်ပွဲမှာ 2-1 ဆိုတဲ့ရလဒ်နဲ့အားအသင့်ပွဲအနိုင်ခဲ့တာဖြစ်ပါတယ်လီဗာပူးသင်းနေနဲ့အခုဒီချိန်ပြန်လည်တွေ့ဆုံမှုမှာတေချာပေါအနိုင်ယူရဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဒီပွဲစဉ်မှာအနိုင်ယူနိုင်မှုဆိုရင်တော့အာနီစလော့အနေနဲ့ကိုလန်ကိုကြီးတင်ပြီလို့ထင်ပါတယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာတော့လီဗာပူးသင်းနေနဲ့ Z2 လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ထပ်တစ်ပွဲကတော့အာဆင်နယ်သင်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။အာဆင်နယ်သင်းနေနဲ့တစ်ဖက်ပြိုင်ဘက်အသင်းကလီဂ်1မှာချန်ပီယံကစားနေတဲ့အသင်းတစ်သင်းဖြစ်တာကြောင့်ကလပ်စစ်တန်းချင်းကအရန်ကိုကွာရှားလွန်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီပွဲစဉ်ကိုအာဆင်နယ်သင်းနေနဲ့ပထမကစားသမား17ယောက်စလုံးကိုအနာပေးထားပြီးတော့စက္ကန့်လန်းအနဲ့ပွဲထွက်လာရင်တော့မှပဲအာဆင်နယ်သင်းနေနဲ့တတရရလေးနဲ့ Z3 ဆိုတဲ့ရလဒ်လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ထင်ပါတယ်။နောက်ပိတ်ဆုံးပွဲစဉ်အနေနဲ့ကတော့ West Ham သင်းနဲ့ကျွန်တော်တို့ Chelsea သင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ West Ham သင်းဟာဆိုရင်တော့ Championship မှာကစားနေပြီးတော့ထင်သလားလုပ်ပြထားနိုင်တာမဟုတ်ပါဘူး။သူတို့အသင်းနေနဲ့တိုက်စစ်မှာဘိုးတွေအများကြီးတွင်းထားနိုင်ပေမဲ့လည်းခန်းစစ်ကအများကြီးပြန်ပေးထားရတာဖြစ်လို့အိတ်ပေါင်းနဲ့ဖားကောင်းနေတဲ့အသင်းဖြစ်ပါတယ်။တစ်ဖက်ကကျွန်တော်တို့ Chelsea သင်းကတော့အဖရိကပွဲစဉ်တွေမှာဂိုးပြက်တွေအနိုင်ရထားပေမဲ့လည်းဒီပွဲစဉ်မှာတော့ Chelsea နီးပြအနေနဲ့နာပေးတဲ့နဲ့ဂတိကကစားသမားတွေကိုလုံးဝအနာပေးထားတဲ့နယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဒါပေမဲ့လည်းလူငယ်သင်းကကစားသမားတချို့ကိုခေါ်ယူပြီးတော့ဒီပွဲစဉ်ကိုရှင်းပြကစားမယ်ဆိုရင်တော့မှပဲအနိုင်မရကြအကြောင်းကတော့မရှိပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ Chelsea သင်းကပဲ 1-2 ဆိုတဲ့ရလဒ်လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။